ကျုံတော့ငါနည်းနည်းလေးပြောလိုက်မင်းတို့ဒီဘက်နေရဒါမျိုးတွေသိပ်များတယ်အခုတော့မရှိတော့တော့ပေါ့သူကဟိုတို့ငယ်တော့လေဘင်က2ဆင်း2ဆင်းရှိတယ်အဲ့ကိုငါနဲ့ခင်တယ်ဦးကျော်ဆွေတဲ့သူ့မိမနဲ့ခင်တယ်မိမလည်းနက်ကတော့အမေကလည်းပေါ့ရောက်ခမကိုလည်းဝသားကြိုက်တယ်ကြောက်တယ်လာကွာတယ်မိမကိုတာကိရငါတို့ငယ်ငယ်တော့တာကိရတရားသူ့နဲ့တရားလည်းမရှိဘူးတာကိရနဲ့တင်ငန်းညောတရားမရှိဘူးပြီးတော့တင်ငန်းညောနေဆိုဟိုးပဲလှေနဲ့သွားတယ်အဲ့သုံးမင်းကအဲ့လေးဘိန်းလေးနဲ့မိမကိုလိုက်ပို့လိုက်ရှင်နော်ဟိုအကောင်နေတရုတ်မဲတွေဝသားတွေဟိုအကောင်နေရှင်ကျမမရှိလို့မစားနဲ့တော့သူကဝသားကြိုက်တာကိုသူကမင်းကြီးမင်းလေးကိုးဝဲတာဆိုတော့မစားနဲ့တော့မစားပါမိမရဲ့အဲ့ဒါဟိုဘကန်းရောက်သွားသူကလိုက်ထိုးတယ်လိုက်ပို့လိုက်တာတာကိရမှာအလှရှိလို့သူဟင်းချက်ပြုတ်ချက်ကောင်းတယ်အဲ့တကမှလိုက်ပို့ပြန်တော့နေခေါ်တယ်နှစ်ရက်ကြာမှဝတ်ချက်တော့ဒီကွာကောင်းအောင်မစားလိုက်ရအောင်ဝတ်ချက်တော့တေချာပြုတ်ပြီးတော့အော်လာကွာဟဲ့ရတယ်ရက်ွက်တဲ့ကောင်လည်းခေါ်ပေါ့အိုးကြီးနဲ့ချောင်းအဲ့ဒါဝတ်ချက်တော့ပြုတ်ပြီးတော့ရေမိုးငါကသူမိမကြောက်တယ်ရောက်အဝတ်တွေပါအကုန်ရှော့ရှက်ပြီးမိအကုန်အိမ်မျိုးကိစ္စအကုန်လုပ်ထားပြီးသားဟဲ့ရတယ်ဒါညီလေးလာကွာတယ်ဆွဲအောင်ဆိုလို့တော့ကိုလည်းမျောနေတာပေါ့သူကငါရေပြည့်အောင်ခတ်လိုက်အောင်ကွာမိမလာရေပဲချိုးအောင်အဲ့ရေခတ်တဲ့အခါကျကြည့်လိုက်ကိုအိရှိလှမ်းကြည့်တယ်ကိုကလည်းသူ့နားလေးမတ်တရိုက်တာအိရှိမှာခွေးတယုံနဲ့ဟဲ့ရတယ်မင်းငါလက်ရဘလောက်ကောင်းလဲတွေ့လာတယ်မင်းကငါရဲ့ဝတ်သားနဲ့ခွေးတုံလာမျောတယ်ဘယ်ဟုတ်မလဲအိုးလိုက်ချပေးထားတာမိမအဲ့ဒီဝတ်ကိုလည်းသားလေးငြိမ်နေတယ်ဝတ်မိမဝတ်ချက်တော့တွေကိုခွေးချဟမ်ရှင်ဒီဟာတွေစားလို့လေးဘင်းကဒဇင်းနဲ့နစီးပြောင်လုပ်ပေးတာအမေကလုပ်ပေးခဲ့တာရှင်ဒါတွေစားတယ်ကျမမရှိလို့ကိုရိုင်းနှစ်ပါးပြောလို့ကျမချက်ချင်းသတိရလို့ယူလာခဲ့တာတေချာသွားပြီဟာတာဂီတာမှာငါကိုရင်ပို့ခဲ့တာလေဘလို့သူပြန်ရောက်လာတယ်ဘလို့လည်းမျက်နှာငယ်လေးနဲ့အဲ့ဒီကလည်းကြောင့်ဒိန်းဆိုကောင်းရင်အရင်သူ့အမေရောက်ခမကြီးပူပြီးအာဓာကြီးတဝန်းနဲ့ဓာပြတ်သွားခြင်းလားဘာလားညာလားသွားဆိုပြီးတော့ကျက်ရှာစွန်တံပေါက်အဲ့နဲ့လိုက်သွားတာပေါ့တော့ကတံပေါက်နှစ်ထုပ်ကိုရိုကြီးနဲ့ကိုရိုလေးကိုတံပေါက်နှစ်ထုပ်တစ်ထုပ်ကို6ချက်မှတ်မရကလားကငါဈေးဆက်တယ်နှစ်ထုပ်ကို30နဲ့ရခဲ့ငါမှလိုက်သွားငါငငယ်တဲ့ကောင်းတော့မကောင်းကိုကြီးကတော့ကျွန်တော်နည်းနည်းစမ်းအောင်အာမင်းငါအိမ်မွားဆင်းအောင်မလုပ်ပါနဲ့လှုပ်စမ်းပါဗျာစမ်းမှာတော့စမ်းလိုက်တော့ငါပြောတဲ့အတိုင်းပဲသူတို့လင်မကံကောင်းလို့မကွဲတာဟိငါပြောတဲ့အတိုင်းပဲအဲ့တိုင်းပဲအဲ့ဓမ္မုံနှစ်ထုပ်ကိုယူသွားကိုလည်းကြောက်ဓမ္မုံနှစ်ထုပ်ကိုအဲ့ကိုရိုကြီးလေးကိုကတ်ဒါတော့ကြီးခမညာကိုကျော်ဆွေရဒါတော့ကြီးအခုလို့ခုနပြောတဲ့ဒေဗင်ကတစင်းနှစ်စင်းပြောင်းဘုဒ္ဓဟာအရှင်တစ်ပါးလောက်တာပါအေးမင်းဒါတွေရှောင်းမှာပေါ့မရောက်ခမဝင်ပူပြီးပြောနေတာအဲ့တော့အဲ့ဓမ္မုံနှစ်ထုပ်ကိုကိုရိုလေးကတ်ပြီးတော့ခုနမေတော်ဖရာကြီးကဝင်တဲ့နတ်သူရောက်ခမနည်းနည်းစားတာပေါ့မင်းတို့ရှောင်းငါထောင်ပေးတာကိုရိုကြီးနှစ်သက်ပါလားနှစ်သက်တယ်3စီး4စီးရစေနောက်တစ်ခါကိုရိုလေးဝင်လာနှစ်သက်ပါတယ်ဓမ္မကိုနည်းနည်းဖြည့်ပဲဝသားတော်ကြီးထွက်လာဟောတာပဲငါလည်းလှုပ်ချဲတော့ချော့ကွာလို့ငါအကြံပေးတာကလူငါတမိလို့မဟုတ်ပါငါဗါတယ်လေထင်လိုက်တာကမွတ်စလင်ဆိုင်ကဝင်ရင်တွေးတဲ့အတွေးကိုပြောတာမွတ်စလင်ဆိုင်ကဝင်ရင်သေချာပေါ့ဝသားမပါဘူးမင်းတို့တွေးတဲ့အတွေးမှားပါငါလှုပ်လိုက်ငါလှုပ်တာမွတ်စလင်ဆိုင်ကသွားဓမ္မဝယ်လေဒီမစ်ဆိုင်ကဆိုဝသားပါမယ်လေခုတော့မွတ်စလင်ဆိုင်ကဆိုသေချာတဲ့သူနတ်ကိုဥခေါ်တာချော့လှုပ်လိုက်တာခံလိုက်ရတယ်အဲ့ဒီကလည်းကြော်ဟိုလူကဘာပြောညာပဲငှက်ကြီးတော်နဲ့ထဆွဲပြီးတော့အဲ့နိုင်ပြီးဓာတ်နဲ့ခုတ်တော့တာသင်္ကန်းကြောမငါလှုပ်ပေးလိုက်ဓာတ်နဲ့ခုတ်ပြတာကဲအမေရောမိမဒီနေ့စားမိမလည်းမကြောက်တော့ရော့မင်းတို့ကိုတော်ကြီးကိုလေးနှစ်ယောက်လုံးသူတို့ပြောကောင်းတယ်ပြောတယ်လေကြိုက်တယ်ပြောတယ်လေတကယ်မဝင်ဘူးလေ तू ကမဝင်တော့ပေါ့နတ်တကယ်ဝင်တာမဝင်တာရှိပါလိမ့်ဒီအဖွားကြီးကလိန်တော့ကြိုက်ခဲ့လားကြိုက်တယ်ကောင်းတယ်ဆို तू ကြိုက်တယ်ပြောတယ်ဒီမှာအောက်ကဝသားတော်ကြီးတွေပြီးသွားပြီအဲ့ဒီရက်ကွက်နတ်ပြောက်သွားတယ်ငါလှုပ်တယ်ပြီးသွား